Balenciaga မြစ်ပတ်စုပ်ပြတ်တက်နေတဲ့ဖက်နက်အစုပ်တွေထုတ်ခဲ့ပါတယ်။အဲ့ဒါကိုဒေါ်လာ1850နဲ့ရောင်းချခဲ့ပေမဲ့လည်းအကုန်လုံးရောင်းထွက်သွားခဲ့ပါတယ်။အဲ့ဒါတွေဝစ်ပြီးတော့မင်းတို့လမ်းပေါ်သွားနေလို့ရှိရင်မင်းတို့ကစောက်ရမ်းခေါ်တယ်လို့ပြောမှတင်လို့ဒီကောင်ကြီးတောင်းခေါ်လိုက်တာတောင်းမိုင်းလိုက်တာပြောမှတင်လို့မင်းစောက်ရည်ဆိုပြီးပြောမှာတောင်းသားဆိုပြီးအကျွေးပါထည့်အောင်ပြောလို့မရဘူးတခြားနိုင်ငံတွေကတော့မသိငါတို့မြန်မာနိုင်ငံမှာလိုင်းအကျော်ရောင်းနဲ့အန်ဒီရသာမျိုးဆဲအောင်ဘောပေါ့စောက်ပေါ်မလုံးနဲ့ကောင်းမဝဲမြန်မာနိုင်ငံမှာ4000လောက်နဲ့ Nike ဝတ်လို့ရတယ်သဘောပေါက်လားနောက်တစ်ခုဆက်ပြောမယ်ဘာနာမည်ကြီးဆိုတော့ Travis Scott နဲ့နာမည်ကြီးဖက်နက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nike တို့ collaboration လုပ်ပြီးထုတ်ခဲ့တဲ့ဖက်နက်ကအဲ့ဒါကိုဝယ်ဖို့တန်းစီနေနဲ့လမ်းမပေါ်မှာရိုက်ပွဲတွေထိုးပွဲတွေဖြစ်ပြီးအလူရက်ဝယ်ကြတယ်လို့လည်းသတင်းတွေအများကြီးရရှိတာပါတယ်ဖြစ်ပုံကတလို့အဲ့ဒီကမန်ယူရှုံးသွားအဲ့မန်ယူရှုံးတဲ့နေ့မှာဖက်နက်က release လုပ်တာဗျာအဲ့ release လုပ်တဲ့နေ့မှာအဲ့မှာတန်းစီရဲမှာ IE fan တွေလည်းပါတယ်အဲ့မှာ IE fan တွေမန်ယူ fan တွေကိုလေးလန်းတိုက်တယ်မင်းတို့ကောင်ကြီးငါကြီးရှင်နေဆိုအဲ့လိုလမ်းတိုက်လေးလမ်းတိုက်တဲ့အချိန်မှာမင်းတို့ကောင်ကြီးရွှေပလားလောက်ပဲကြိုင်ဘောကဖင်မရနဲ့အဲ့အိမ်စတာပွဲကအဲ့မှာရိုက်ပွဲတွေပါဖြစ်အဲ့မှာ Chelsea fan တွေပါရောရောင်းပြီးတော့ဝင်ရိုက်အမှန်တရားအဲ့လိုဒီထဲမှာ Man U fan တွေရှိတယ်ဆိုလို့ရှိရင် comment တွေထွက်သွားပြီပေါ့တောင်းပန်ပါတယ်မအောင်ကြပါနဲ့ Supreme ဆိုတဲ့ brand ကမထုတ်ဘူးတဲ့ item မလုပ်ဘူးတဲ့ collaboration ဆိုတာမရှိသလောက်ရှားသလိုနောက်ပိုင်းမှာ street fashion ဘက်ကနေအိမ်ဆောက်ပစ္စည်းဘက်ကိုကူးလာတယ်လို့ထင်ရလောက်တဲ့အထိတော်တော်ဆိုးဆိုးကိုထုတ်လို့လာပါတယ်ခွေးသာကွက်တွေနန်ချက်ကူတွေတန်သွင်းတွေတူတွေကအစ collaboration တွေလုပ်ပြီးထုတ်ပါတယ်သူတို့မထုတ်ဘူးတာမရှိသလောက်ကိုရှားပါတယ်တော်တော်စီးပွားရေးဆန်တဲ့ကောင်လေနော်လုပ်ဘူးတာမရှိသလောက်တကယ်လို့လားလေဥပမာနော်မြန်မာနိုင်ငံသားအဲ့ Supreme တို့ဘာလို့ရောက်လာလို့ရတော့လေ Supreme ပစိုးတို့Supreme Polo shirt တို့ပြီးရင်ဗာလေSupreme နဲ့ပတ်သက်တဲ့ဟာဘာညာတိုက်ပုံတွေပါထွက်လာမှာမသိဒါတော့မရလာတာပဲကံကောင်းတယ်လို့ပြောပါမယ် Supreme ကနိုင်ငံသားမှာပဲရှိနေလို့လားကြည့်လိုက်အိုးဘယ်နေရကောင်တွေဘာတွေမှမသိဘူးဟိုမှာ JB လို့ဘာလို့ Supreme ကိုခရှိကြီးတွေဝစ်ဒူးပြေးကြီးဝစ်ပြီးတော့ဘာညာရှီရှောင်းဆိုပြီးလုပ်နေတဲ့ကောင်တွေမြန်မာနိုင်ငံမှာတတိုက်ကြီးရှိသေးတယ်အဲ့ဒါအဲ့လိုကောင်တွေကိုလည်းနှိမ်နေရ What the fuck Luxury brand တော်တော်များများရဲ့ sign ပုတ်ဖြစ်တဲ့ Made in Italy တို့ Made in France တို့ဆိုတာတကယ်တော့ချင်းဖြစ်ပြီးတော့အားလုံးက Made in China တွေပဲဖြစ်ပါတယ်ဘလို့ဖြစ်လို့လဲဆိုတော့ China ကနေပြီးတော့ပစ္စည်းတွေအကုန်လုံးမှာပြီးတော့မှသာလျှင်သူတို့ပစ္စည်းတွေရောက်လာတော့မှအချောကင်ပြီးတော့ပြန်ရောင်းတာကြောင့်ဒါကို Made in Italy Made in France လို့ပြောလို့မရတာဖြစ်ပါတယ်တက်တရားဘာလဲဆိုတော့ပြောပြဂျားထဲမှာပါကောတွေပွဲတစ်ခုဖြစ်သွားတယ်သိတယ်မလားLuxury brand မင်းကလေးကိုင်းတဲ့ package Luxury brand နဲ့ဥမာ Gucci တို့ Prada တို့အဲ့လိုအိတ်တွေကသူတို့တရုတ်ကနေပြီးတော့ပစ္စည်းတွေမှာပါတယ်သူတို့တရုတ်ကနေပြီးတော့ပစ္စည်းတွေအကုန်လုံးပို့ပေးပြီးတော့ဟိုရောင်းဘောတော့မှအချောတက်ပြီးတော့ဈေးကိုတင်ပြီးရောင်းတာပါအဲ့လိုပွဲဖြစ်သွားတယ်ဒါကစောက်ရမ်းကြီးသွားတယ်အိတ်ပွဲကအဲ့ဒါအမှန်တရားနော်တရှုပ်လို့မရဘူးကျုပ် brand တွေတော်တော်များများရှိတယ် China နေအကုန်လုံးမှာပြီးကြတော့ဘာညာကျွန်တော်တို့ Italy ကနေပြီးတော့နှစ်ဘလောက်နှစ်80ကျော်တန်တက်တန်းရှိတယ်နှစ်90ကျော်တန်တက်တန်းရှိတယ်ဖင်းထဲထည့်ထားပါလားနှစ်80နှစ်90ဖင်းထဲထည့်ထားလိုက်ဟိုဝစ်လို့ရရင်ပြီးတော့ဗာနှစ်80နှစ်90ဟိုးလော်တာဘာဘယ်ဟာတွေရောင်းနေမှမသိဘူးနိုင်ငံမှာလာရောင်းရင်မြည်လီးရဲတာပဲနောက်ဆုံးအမှန်တရားတစ်ခုကခင်ဗျာဘယ်လောက်ပဲချစ်နေပါလဲခင်ဗျာဘယ်လောက်ပဲသူမဘောကောင်းနေပါလေခင်ဗျာဘယ်လောက်ပဲအနစ်နာခံနေပါလေသူမခင်ဗျာမဟုတ်တဲ့အခြားတစ်ယောက်နဲ့ပဲပျော်ရွှင်နေဆိုတော့ခင်ဗျာသိဖို့လို့ပါကပောင်မမိမတွေအများကြီးလားဒါပေမဲ့ခင်ဗျာကိုဘူးမကြိုက်ပါအဲ့အမှန်တရားပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ခုပြောတဲ့အချိန်ကျွန်တော်တို့ TikTok ကနေကြည့်နေပြီးတဲ့လူတွေ Facebook ကနေကြည့်နေပြီးတဲ့လူတွေ YouTube ကကြည့်နေပြီးတဲ့လူတွေအကုန်လုံးအထူးပဲကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီ TikTok platform အဓိက main ထားပြီးလုပ်နေတာမဟုတ်ပါဘူး YouTube platform main ထားပြီးလုပ်နေတဲ့အပေါ်မှာဒီ TikTok ကနေပြီးအခုအဆုံးထိကြည့်နေတဲ့လူတိုင်းကျွန်တော်ရဲ့ YouTube channel လေး subscribe လေးလုပ်သွားပေးပါအခုဆိုခင်ဗျားတို့ကျေးဇူးနဲ့ဒီ YouTube မှာလည်း subscriber တွေတော့တက်လာပါတယ်အခုဒီ video ကြည့်နေလူတွေထဲမှာလည်း subscribe မလုပ်ရသေးတဲ့လူရှိ subscribe လုပ်ရပေးပါအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်Ew!